အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာမမေ page ကနေကြိုဆိုပါရစေကျွန်မကတော့ဒေါက်တာမြတ်သီဝီမောင်ပါဒီနေ့ဗီဒီယိုလေးမှာအဓိကပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ vitamin B complex နဲ့ vitamin C တို့ရဲ့ကျမတို့ရဲ့ကျန်းမာရေးနဲ့နေ့စဉ်ဘဝမှာဘယ်လိုအရေးပါနေလဲဆိုတဲ့အကြောင်းလေးတွေကိုပြောပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင်ပထမဦးစွာ vitamin C ရဲ့ကောင်းကျိုးလေးတွေကိုပြောပြပေးချင်ပါတယ်။ vitamin C ကတော့ကျမတို့ရဲ့ကိုယ်ခံစွမ်းအားကိုမြင့်တက်စေပါတယ်။ဖျားနာမှုတွေပိုးဝင်မှုတွေဖြစ်ပြီးဆိုရင်လွယ်နဲ့ပြန်ပြီးတော့အဲ့ဒီရဲ့ဖျားနာမှုတွေကိုတိုက်ထုတ်နိုင်တဲ့အစွမ်းအားနည်းတွေကိုသူကပြီးစွမ်းနိုင်ပါတယ်။နောက်တစ်ခုကတော့ vitamin C ကပင်မနွမ်းနယ်မှုကိုလျှော့ချပေးနိုင်တာပဲဖြစ်ပါတယ်ရှင်။ဒါအပြင်ကျမတို့ရဲ့အရေးပြားကျန်းမာရေးအတွက်ကိုလည်း vitamin C ကအကျိုးပြုစေပါတယ်ရှင်။ဒါအပြင် vitamin C ကအနာကျက်ကိုလွယ်စေပါတယ်။သူက tissue repair တွေအတွက်ကိုအားကောင်းစေတဲ့အတွက်ပဲဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကျတော့ vitamin C ကတန်တက်ဆုပ်ယူမှုကိုအားကောင်းစေတဲ့အတွက်ကြောင့်မလို့သွေးရနဲ့ယောဂါတွေမဖြစ်စေဖို့အတွက်ကိုကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ antioxidant property ရှိတဲ့အတွက်ကြောင့်မလို့နာတာရှည်ယောဂါတွေမဖြစ်အောင်လို့လည်းကာကွယ်ပေးနိုင်တာမျိုးရှိပါတယ်ရှင်။တဘာဝမှာတွေ့ရှိရတဲ့ vitamin C ကျွဲဝါတဲ့အစားအစာတွေကတော့ citrus fruit လို့ခေါ်တဲ့ဒီချင်တဲ့အသီးအနှံလေးတွေမှာတွေ့ရတတ်ပါတယ်။ဥပမာအားဖြင့်ဆိုရင်တော့ strawberry သီး kiwi သီး သင်မော်သီး လိမ္မော်သီး စပစ်သီးစတဲ့အသီးအနှံတွေမှာတွေ့ရတတ်ပါတယ်။ဒါအပြင်အရွက်တွေမှာဆိုရင်လည်းဟင်းနုနွယ်တို့ broccoli တို့စတဲ့ဟာတွေမှာ vitamin C ကျွဲဝါစွာတွေ့ရှိရပါတယ်ရှင်။ဆက်လက်ပြီးတော့ vitamin B complex ရဲ့ကောင်းကျိုးလေးတွေကိုလည်းပြောပြပေးချင်ပါတယ်။ vitamin B complex ကကြတော့ကျမတို့ရဲ့အုံနောက်စွမ်းအင်ကိုမြင့်တက်စေပါတယ်။အာရုံစူးစိုက်မှုအားကောင်းလာမယ် memory မှတ်ဉာဏ်အားကောင်းလာပါလိမ့်မယ်။ပြီးတော့စိတ်ကိုလည်းကြည်လင်လန်းဆန်းစေပါတယ်။နောက်တစ်ခုကကြတော့ vitamin B complex ကစွမ်းအင်ကိုရရှိစေတာပါ။ကိုစားလိုက်တဲ့အစာကနေစွမ်းအင်အဖြစ်ကိုပြောင်းလဲဖို့အတွက်ကို vitamin B complex ကကူညီပေးတဲ့အတွက်ကြောင့်မလို့ပင်မနွမ်းနယ်မှုတွေရောကြပြီးတော့ကိုကအားရင်အပြည့်ဖြစ်တာမျိုးခံစားရတာမျိုးရှိနိုင်ပါတယ်ရှင်။ vitamin B complex ရဲ့နောက်ထပ်ကောင်းတဲ့အချက်တွေကကြတော့ကျမတို့စိတ်အပြောင်းလဲမြန်တာတွေ anxiety လို့ခေါ်တဲ့စိတ်တွေလှုပ်ရှားလွယ်တာမျိုးတွေ depression လို့ခေါ်တဲ့စိတ်ကြတာတွေဒီနေရာတွေမှာဆိုရင်သူကထိန်းညှိပေးနိုင်တဲ့အကောင်းဆုံးအားသေးတစ်မျိုးလည်းဖြစ်နေပါသေးတယ်။နောက်တစ်ခုကကြတော့ vitamin B complex ကကျမတို့ရဲ့လက်သေးခြေသေးကျန်းမာရေး၊သပင်ကျန်းမာရေး၊အသားရည်ကျန်းမာရေးတွေမှာလည်းကောင်းစွာအကျိုးပြုနေပါတယ်ရှင်။ vitamin B complex လို့ဆိုတဲ့နေရာမှာတော့ vitamin B1, B6, B12 ကကြတော့ဒါအသုံးလဲများကြတယ်လူတော်တော်များများလေးကြားဘူးကြတဲ့ vitamin တွေဖြစ်ပါတယ်။အဲ့ဒီထဲမှာ vitamin B1 ဆိုရင်တော့ metabolism လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်တဲ့နေရာတွေမှာအရေးပါပါတယ်။ပြီးတော့စွမ်းအင်ကိုထုတ်လုပ်မှုအတွက်ကိုအရေးပါနေပါတယ်ရှင်။ vitamin B6 ကကြတော့အုံနောက်ရဲ့စွမ်းဆောင်ရည်တွေကိုတက်စေတယ်။နောက်အမျိုးသမီးတွေမှာဆိုရင် PMS လက္ခဏာလို့ခေါ်တဲ့ဒီဓမ္မတာမလာခင်မှာခံစားရလေးရှိတဲ့နာကျင်ကြိုက်ခဲမှုတွေနောက်စိတ်ကစင့်ကလျားဖြစ်တာမျိုးလေးတွေဒါတွေကိုပါတက်တာစေတဲ့အစွမ်းအားလေးတွေရှိပါတယ်။နောက်တစ်ခုကတော့ vitamin B12 ပါ vitamin B12 ကကြတော့ red cells လို့ခေါ်တဲ့သွေးနီဦးလေးတွေထုတ်လုပ်မှုမှာအရေးပါနေပါတယ်။ဒီအတွက်ကြောင့်မလို့အမျိုးသမီးတွေမှာဆိုရင်သွေးရနဲ့ယောဂါတွေမဖြစ်စေဖို့အတွက်ကိုလည်းကောင်းကျိုးပြုနေပါသေးတယ်။နောက်တစ်ခုကတော့ကြားမမရွေ nerve လေးတွေအာယုံကြောလေးတွေရဲ့ကောင်းမွန်စွာဖွံ့ဖြိုးမှုအတွက်ကိုအားပေးတဲ့အတွက်ကြောင့်မလို့အာယုံကြောကျန်းမာရေးအတွက်ကိုပါ vitamin B12 ကကောင်းကျိုးပြုနေပါတယ်ရှင်။ဒီတော့ vitamin B complex ကိုဘယ်အစားအစာတွေကနေရရှိနိုင်တယ်ဆိုရင်တော့နို့နဲ့နို့ထွက်ပစ္စည်းတွေကနေရရှိနိုင်ပါတယ်အသားငါးကြက်ဥစတာတွေကနေရရှိနိုင်ပါတယ်ဒါအပြင်အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာလည်းဒီ vitamin B complex ကိုရရှိနိုင်တာမျိုးရှိပါတယ်ရှင်ပြီးတော့ oat လို့အစားအစာမျိုးတွေ whole grain လို့ခေါ်တဲ့အစီအစံတွေ brown rice တွေကနေလည်း vitamin B complex ကိုကျမတို့ရရှိနိုင်ပါတယ်ရှင်ဒါလေးတွေကတော့ vitamin B complex နဲ့ vitamin C ရဲ့ကျမတို့ရဲ့ကျန်းမာရေးပေါ်မှာကောင်းကျိုးပြုမှုတွေဖြစ်ပါတယ်ဒီတော့ vitamin B complex နဲ့ vitamin C အတွက်ကိုအစားအစာတွေမကဘဲနဲ့ဒီ supplement လို့ခေါ်တဲ့ဆေးဝါးတွေကိုရောမှီဝဲတင်သလားဆိုတာကကြတော့ကျမတို့ရဲ့နေထိုင်မှုပုံစံကိုလုတ်ကင်နေတဲ့အလုပ်ပြီးတော့ကျမတို့ရဲ့လက်ရှိကျန်းမာရေးအခြေအနေနောက်တကယ်တယောက်နဲ့တယောက်မတူညီတဲ့ main လိုအပ်ချက်တွေပေါ့နော်အဲ့ဒီပေါ်တွေမှာမူတည်ပြီးတော့စဉ်းစားရတာဖြစ်ပါတယ်တကယ်လို့များကိုကအစားတောက်စားတဲ့အခါမှာအသားငါးတွေလုံးဝမစားဘဲနဲ့ vegan diet လို့ခေါ်တဲ့ဟင်းသီးဟင်းရွက်တွေကိုစားနေခဲ့မယ်သူဖြစ်နေခဲ့မယ်ဆိုရင်ပြီးတော့အလုပ်လုပ်တဲ့အခါမှာအမြဲတမ်းပင်မနွမ်းနေတာအားမရှိတာမျိုးခံစားနေရနိုင်မယ်ဆိုရင်ပြီးတော့အသက်က50နဲ့အထက်ဖြစ်နေခဲ့မယ်ဆိုရင်နို့တိုင်းမိခင်နဲ့ကိုဝင်ဆောင်ဖြစ်နေခဲ့မယ်ဆိုရင်အရက်တောက်သုံးတဲ့သူဖြစ်နေခဲ့မယ်ဆိုရင်ပြီးတော့ digestive issue လို့ခေါ်တဲ့အစာအိမ်နဲ့ဥလန်းချောင်းပိုင်းဆိုင်ရာပြဿနာယောဂါတွေရှိခဲ့တဲ့သူဥပမာ irritable bowel syndrome, celiac disease, gastric bypass လိုမျိုးအခြေအနေတွေရှိတဲ့သူဆိုရင်တော့ vitamin B supplement လေးတွေကိုမျှဝေသင့်ပါတယ်
ကြာခဏဖျားနာတတ်တဲ့ကိုယ်ခံစွမ်းအားနည်းတဲ့သူဖြစ်နေခဲ့မယ်ဆိုရင်ပြီးတော့အစားတောက်စားတဲ့အခါမှာအချင်းတက်ပါတဲ့အစားအစာတွေကိုစားတာကအင်မတန်နေပါတဲ့သူဖြစ်နေခဲ့မယ်ဆိုရင်ပြီးတော့ပုံမှန်ဆေးလိပ်တောက်တတ်တဲ့ဆေးလိပ်တောက်သုံးသူဖြစ်နေခဲ့မယ်ဆိုရင်မကြာခဏအနာကျက်တာနှေးတဲ့သူဝေါင်းဟီလင်သိပ်ပြီးတော့မကောင်းတဲ့သူဖြစ်နေခဲ့မယ်ဆိုရင်ပြီးတော့တန်တဲ့ချုပ်တဲ့ခြင်းကြောင့်သွေးအားနည်းခြင်းဖြစ်နေခဲ့မယ်ဆိုရင် vitamin C supplement လေးတွေကိုမျှဝေသင့်ပါတယ်ရှင်ဒါလေးတွေကတော့ vitamin B complex နဲ့ vitamin C supplement ကိုဘယ်လိုလူတွေကလိုအပ်နိုင်နေဆိုတဲ့အခြေအနေလေးတွေပဲဖြစ်ပါတယ်ဒါပေမဲ့ကိုကအစားအသောက်ကိုလည်း balance diet လို့ခေါ်တဲ့အသီးအရွက်အသားငါကြက်ဥဘဲဥအားလုံးစားတယ်အစားအသောက်ကလည်းမျှမျှတတစားပြီးတော့ကျန်းမာနေတယ်ကို့မှာလည်းဘာလို့အချက်မှမရှိဘူး vitamin တွေချို့တဲ့လက္ခဏာတွေလည်းဘာမှပြမနေဘူးဆိုရင်တော့ဒီလို vitamin supplement လေးတွေကိုတည်တံ့တောက်သုံးဖို့အတွက်တော့မလိုအပ်ပါဘူးတကယ်လို့များကိုကကျန်းမာရေးလိုအပ်ချက်အရ vitamin B complex နဲ့ vitamin C supplement လေးတွေကိုတောက်သုံးချင်နေဆိုရင်တော့မနက်ခင်းပိုင်းအစားစားပြီးချိန်မှာတောက်သုံးတာကအကောင်းဆုံးဖြစ်ပါတယ်ဘိုက်ထဲမှာဘာမှအစာမရှိတဲ့အချိန်တောက်တာလေးတွေကိုတော့ရှောင်ကျဉ်သင့်ပါတယ်အခုပြောခဲ့တာလေးတွေကတော့ vitamin B complex နဲ့ vitamin C တို့ကကျမတို့ရဲ့လူနေမှုဘဝနဲ့ကျန်းမာရေးမှာဘယ်လိုအကျိုးကျေးဇူးလေးတွေရှိတယ်ဘယ်လိုလူတွေကတော့ဖြစ် vitamin B complex နဲ့ vitamin C အားဆေးလေးတွေကိုတောက်သုံးသင့်တယ်ဆိုတာလေးတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ကိုယ့်ရဲ့ကျန်းမာရေးလိုအပ်ချက်ရဲ့နောက်ကိုယ့်ရဲ့မိမိရဲ့လက်ရှိဘဝနေထိုင်မှုပုံစံအလုပ်ပုံစံလေးတွေကိုမှထိညှိပြီးတော့ဒီလိုမျိုး supplement လေးတွေကိုမှန်ကန်စွာမျှဝေမယ်ဆိုရင်တော့ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကိုတရောင်တနေရာအနေအထောက်အကူဖြစ်နိုင်မှာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်အခု health talk လေးကိုကိုကြီးပံ့ပိုးပေးထားတာကတော့ YCDMC မှဖြစ်ပါတယ်ရှင်